ကဘာပေါ်မှာရှိတဲ့တန်းပေါင်းများစွာသောတိရိစ္ဆာန်မျိုးစိတ်တွေထဲမှာဒီလိုအေးဆက်တဲ့နေရာမှာအမြဲတမ်းရှင်သန်နေထိုင်နိုင်တာကတော့တစ်မျိုးတည်းပဲရှိပါတယ်။အဲ့ဒါကတော့ Weddell seal လို့ခေါ်တဲ့ပင်လယ်ဖျံအမျိုးအစားပဲဖြစ်ပါတယ်။သူမဟာရေခဲပြင်အုပ်ကိုငုတ်ရှူးနိုင်တာကြောင့်အခုလိုအေးဆက်တဲ့နေရာမှာအသက်ရှင်သန်နိုင်တာဖြစ်ပါတယ်။ဒီနေရာမှာတော့သူမဟာအထက်ကတိုက်ခတ်နေတဲ့မုန်တိုင်းတန်တွေကနေလုံခြုံတယ်လို့အစာကိုလည်းရှာဖွေနိုင်ပါတယ်။ဒါပေမဲ့သူမဟာနိုးကြိုက်တတ်တော်တကောင်ဖြစ်တာကြောင့်လေရှူးဖို့လိုအပ်ပါတယ်။ဒါကြောင့်ရေခဲပြင်ထက်ကကဘာနဲ့ဆက်တွယ်ဖို့အသက်ရှူဖို့ကိုအငြင်းတန်းဖွင့်ထားရပါတယ်။ဒီအပေါက်ဟာသူမအတွက်တင်မဟုတ်ပဲအခုဆိုရင်သူမရဲ့မွေးခင်းစားဖြန်လီအတွက်လည်းဖြစ်ပါတယ်။ဖြန်လီဟာအသက်တစ်ပတ်တောင်မပြည့်သေးပဲအရန်ကိုထိခိုက်လွယ်နေစေအခြေအနေမှာရှိပါရဲ့။အခုဆိုနင်းမုန်တိုင်းတွေအပြင်အင်းအားဖြင့်ကျလေမုန်တိုင်းတွေလည်းတိုက်ခတ်လာတာကြောင့်အချိန်အားဖြင့်တစ်ပတ်လောက်အထိကြားမြင့်နိုင်ပါတယ်။တို့ပေမဲ့နိုတိုက်တတ်တော်တွေဖြစ်တာကြောင့်ဖြန်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာအပူကိုထုတ်လွှတ်နိုင်ပါတယ်။သူတို့ရဲ့အမွေးအမြန်တွေနဲ့အရေးပြားအောက်ကထူထဲတဲ့အစီလွာတွေဟာအခုလိုအေးဆက်တဲ့အခြေအနေမျိုးမှာတောင်အပူတွေအပြင်ကိုမထွက်သွားအောင်တားဆီးပေးပါတယ်။ဒါပြင်သူမဟာသူမရဲ့ကလေးငယ်ကိုနိုတိုက်တတ်တော်တွေရဲ့ထူးခြားချက်ဖြစ်တဲ့နို့ရည်နဲ့ကျွေးမွေးနိုင်ပါတယ်။အဲ့ဒီလိုကျွေးမွေးနေစေမှာပဲနင်းမုန်တိုင်းတန်ကနေကလေးငယ်ကိုသူမရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးထားပါတယ်။သူမဟာစောင်းရာသီတစ်ချောင်းလုံးရေခဲပြင်ပေါက်ကသူမရဲ့အသက်ရှူပေါက်မခဲသွားအောင်သူမရဲ့တွားတွေနဲ့အပေါက်ရဲ့အနာသက်တွေကိုအမြဲတမ်းကိတ်ဖြတ်ပြီးဂရုစိုက်နေဖို့လိုအပ်တာပဲဖြစ်ပါတယ်။သူမရဲ့ဖြန်လေးဟာကောင်းကောင်းကူးခတ်နိုင်သည့်ဆိုတာနဲ့ရေခဲပြင်အောက်မှာသူမနဲ့အတူလိုက်ပါဖို့လိုအပ်ပါတယ်။သူမကသူ့ကိုပထမဆုံးအချိန်ရေငုတ်ဖို့တိုက်တွန်းပေမဲ့လည်းဖြန်လေးကတော့သိပြီးစိတ်မပါတာဟာအံ့ဩစရာတော့မဟုတ်ပါဘူး။အခုတော့သူ့အမေရဲ့လမ်းညွှန်မှုနဲ့အတူသူဟာရေအောက်မှာဘယ်လိုအမဲလိုက်ရမလဲဆိုတာကိုသင်ယူရတော့မှာဖြစ်ပြီးရေခဲပြင်အောက်ကဝင်းကပတွေထဲကနေသူ့ရဲ့အသက်ရှူပေါက်စီကိုပြန်လာတတ်အောင်လဲလေ့ကျင့်ရပါမယ်။နှွေးထွေးတဲ့ခန္ဓာကိုအမွေးအမြန်နှို့ရဲနဲ့မိခင်ရဲ့စောင့်ရှောက်မှုတွေဟာအခုလိုအေးခဲနေတဲ့ပတ်ဝန်းကျင်မှာဒီပင်လယ်ဖြန့်တွေရှင်သန်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်ချက်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်သွားကြပါအောင်ခင်ဗျာ။